ဟာဖေးလို့ခေါ်တဲ့အသေးပုံစံရှိတဲ့ညီကိုတွေနဲ့အလိုက်ဖတ်ဆုံးစပင်ကေတွေကိုကျွန်တော်မျှဝေပေးမှာဖြစ်လို့ဟာဖေးရှိတဲ့ညီကိုတွေဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးပါ။ဒီနေ့ကတော့ဟာဖေးတွေလုံးဝမညက်တဲ့စပင်ကေတွေကိုမျှဝေပေးပြီးမို့လို့မသိသေးတဲ့ညီကိုတွေလည်းတွားရောက်ပြီးတော့ကြည့်လို့ရပါတယ်ဗျ။ကျွန်တော်ရဲ့အကောင့်မှာတင်ပေးထားပါတယ်။ဟာဖေးတွေကမေးသီးသွယ်ပြီးတော့နှစ်ခုပြတ်ကျဲတဲ့အတွက်တင်းတော်မဲ့ကေကိုကျွန်တော်ပြောပြရပါမယ်နော်။နံပါတ်1ကတော့ Mercy Quest လို့ခေါ်တဲ့ဘေးတွေကိုတော့အရင်မပြောင်းနဲ့ဗျာထူထူလေးထားဖို့လိုတယ်ပေါ့နော်ဟက်ဖေးတွေကအဲ့ဒါမှနှစ်ဘူးပြက်ကျဲတာကိုသိပြီးမသိသားစီမှာပေါ်တော့ရှေ့ပုတ်ပါလေးပုံရလို့ထောင်ထားလို့ရပါတယ်ဒါကိုမစီကွက်လို့ခေါ်ပါတယ်နောက်နံပါတ်2ကတော့ side front လို့ဘေးကိုအဆောင်လေးချတဲ့ကေတွေကနှစ်ဘူးပြက်ကိုကျဲတာကိုကျင်းစေတဲ့ပုံစံလေးဖြစ်စေတဲ့အတွက် side front နဲ့လိုက်တယ်နောက်နံပါတ်3ကတော့ hoof cut ထားလို့လည်းရပါတယ်ဗျ hoof cut က layer cut ဖြစ်တဲ့အတွက်မေးသည့်ချွန်တဲ့လူတွေနဲ့လည်းလုံးဝကိုကြည့်ကောင်းပြီးတော့တင်တော်တယ်ပြီးရင်တော့အလေခွဲတို့လို cutting hair style မျိုးတွေလည်းထားလို့ရပါတယ်ဒါကတော့ half face တွေနဲ့အလိုက်ပတ်ဆုံး spin gate 3မျိုးကိုကျွန်တော်ပြောပြပေးခဲ့ခြင်းဖြစ်ပါတယ်ဗျဒီလိုအကျိုးရှိတဲ့ဗီဒီယိုတွေအမြဲကြည့်လို့ရအောင်ကျွန်တော်ကောက်လေးကို follow တက်ဖို့မမေ့နဲ့เนาะနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်